လုံးမင်္ဂလာပါရှင်မျိုးနဲ့ပတ်သက်ပြီးတော့မျိုးကဘာဖြစ်လို့လှနေရလဲဒီရဲ့ခါကျတော့အခုချိန်ထိ40ကျော်အရွယ်ထိဘာဖြစ်လို့အရွယ်တင်နုပြိုနေရလဲပြုံမျိုးရဲ့အသားရည်မျိုးရဲ့မျက်နှာကြားပေါ့နော်ဘာဖြစ်လို့ဒီအချိန်နေမှာဒီလောက်လှပနေလဲဆိုတဲ့ဟာမြစ်ချရဲ့ပရိသတ်တွေမျိုးက sharing လုပ်ချင်တာပါအဓိကအဖြစ်တော့အရွယ်တစ်ခုမှာမိန်းကလေးတိုင်းပေါ့နော်အထူးသဖြင့်မျိုးလိုတရုပ်ဆောင်ပြောင်းအနေနဲ့ထိမ့်သိမ်းတင်တာပြုပြင်တင်တာလိုအပ်တဲ့ treatment တွေကိုယူတင်တာကိုယူပါတယ်အဓိကကတော့ဘာဖြစ်လို့လှနေရလဲဆိုတော့တဘာဝအတိုင်းပဲလှပြီးတော့ဆိုတော့လျှို့ဝှက်ချက်ကိုအဲ့လိုကြီးနဲ့မနေချင်ပါဘူးကိုဘာဖြစ်လို့လှနေလဲဆိုတာကိုဘာဖြစ်လို့အရွယ်တင်နေလဲဆိုတာမျိုးချစ်ရတဲ့ပရိသတ်တွေကိုမျိုးနဲ့အတူတူလှစေချင်တယ်ကျမ်းမာပြီးလှပတဲ့ဘဝကိုဘယ်လိုတိဆောက်ထားလဲဆိုတာကို sharing လုပ်ချင်တာပါအဓိကအဖြစ်မျိုးကကြတော့ဘယ်လို comment ဘာမှမပြုတ်ပြင်းမဲနဲ့တဘာဝအတိုင်းလှနေရဆိုပြီးတော့အဲ့လိုလျှို့ဝှက်ချက်ကြီးကိုမထားချင်ပါဘူးကိုမှလိုအပ်တဲ့မျက်နှာပဲဖြစ်ဖြစ် body ပဲဖြစ်ဖြစ်အသားရည်ပဲဖြစ်ဖြစ်နောက်ပိုင်းစိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အားလုံးကိုမျိုးကအမြဲပြုပြင်ပြောင်းလဲနေရရှိရဲ treatment တွေယူရရှိရဲပေါ့နော်ဆိုတော့စိတ်ရဲ့ကုတုံးကိုလည်းကိုကစိတ်ကိုလည်းတရားဖြစ်ကုသရတယ်လို့ခန္ဓာကိုယ်အလှပကိုလည်းမျိုးရဲ့အမြဲတမ်းမျိုးကိုကူညီပြီးတော့ပြုမိပေးတဲ့ဒေါက်တာထက်ပေါ့နော်ဒေါက်တာထက်နဲ့ဘယ်လိုတွေပြုပြင်ပြောင်းလဲပြီးတော့လုပ်ဆောင်နေလဲဆိုတာကိုမျိုး separate တဲ့မျိုး sharing လုပ်ချင်တာပါအဓိကကတော့အလှပအတွက်အားလုံးအတူတူလှဖို့ဘာမှလျှို့ဝှက်ချက်မထားချင်တာပါနော်ဘာဖြစ်လို့လဲဆိုတော့အားလုံးမျိုးချစ်လို့ပါကဲအဲ့ဒါဆိုရင်မျိုးဘာတွေလုပ်လဲဆိုတာဒေါက်တာထက်ကနေပြီးတော့အားလုံး sharing လုပ်ပေးမှဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါမင်္ဂလာပါထထပါမျိုးကတော့ဒီ program မှာ treatment ယူနေရတော့ကြားပြီဆိုတော့ဒေါက်တာစိတ်ကန်းစဖွင့်နေရမျိုးလုပ်ခဲ့ရနော်ဆိုတော့2019ဆို9နှစ်လောက်ကိုရှိပြီ9နှစ်လောက်ရှိပြီနော်9နှစ်လောက်ကိုရှိပြီမျိုးကခေါင်းစားခြေဆုံးဒီမှာကုန်လောက်တာစမ်းစားနေပြီးခြေပြားထိပါပဲစပင်ဒီ hair treatment လေးတွေကဆိုမျိုးကြတော့မင်းသမီးတွေဆိုတော့ကားရိုက်တွေဆိုရင်စပင်နဲ့ဟိုခြေရတာရောစပင်ထုတဲ့ဆေးဆိုးချောင်းအကုန်ပေါ့နော်ဆေးရခြေခါလာမျိုးကစပင် treatment လေးတင်မကဘူးဒီမျက်နှာပိုင်းဆိုင်ရာဆိုလည်းဒီနှုတ်ပြိုတဲ့ဟာမှာလည်းတဘာဝဆက်ဆံမယ်ပေါ့နှုတ်ပြိုအောင်လို့ထိမ့်သိမ့်ပေးဖြစ်တယ်ပြီးတော့ဒီခုဆိုရင်လည်း body ပိုင်းပေါ့နော်မျိုးဆိုရင် body ပိုင်းဆိုလည်းအရင်ထက်အများကြီးပိုလှလာတယ် body ကတော့အရေးကြီးတယ်ဟိုလေ main ကလေးတွေကလေဟိုတခြားအထက်စားလို့ရှိရင်အဲ့လိုမျိုးခန္ဓာကိုယ်အပြောင်းလဲမှာကွာပတ်ဝန်းကျင်ကနေပြီးတော့လေဝါလာလိုက်တာဆိုတော့အဲ့ခံစားချက်ကြီးရလေဟိုလူကိုလေလို့အိမ်မဆိုးမှတ်တယ်လို့ပဲအိမ်မပျော်စေဘူးပေါ့ပြီးအဲ့ချိန်မှာကိုကနဲ့ကိုကတော့လေမှန်ကြည့်လို့ရှင်ပြေးလာတဲ့အချိန်ကျရင်မျက်နှာလေးပဲမှန်ကြည့်ပြီးတော့လှတယ်ပေါ့လှတယ်လို့နေပေမဲ့တကယ်နဲ့အပြင်သွားတဲ့အချိန်ရဲ့အဲ့လိုဝတ်စုံတွေဝတ်ရတဲ့အချိန်ပွက်တက်ရတဲ့အချိန်မှာအဲ့စိတ်ခံစားမှုကဘာနဲ့မှမတူစိတ်ပင်ပန်းတယ်ပြီးလို့ရှိရင်လေဗီဒီယိုဖွင့်လိုက်လို့ရှိရင်ဝတ်စားရတော့အများကြီးရှိတယ်တလားဒါပေမဲ့စိတ်တိုင်းမကြဟုတ်တယ်ဆိုတော့အဲ့လိုမျိုးခန္ဓာကိုယ်ပြောင်းလဲလိုက်ရတဲ့အချိန်မှာကျတော့ဘာပဲဝဲတော်တယ်အဲ့လိုအင်းကြီးဆိုင်တွေသွားလို့ရှိရင်လည်းဘယ်ဟာပဲကောက်ဆွအဆင်ပြေအရင်ကဆိုအဲ့လိုရုံးမလေးမဝတ်ထားတဲ့အင်းကြီးဆိုကိုနဲ့မတော်တဲ့အခါကျရင်တော်တော်စိတ်ပင်ပန်းရတယ်လေဆိုင်ရွေးရတယ်အခုကတော့တော်တော်အဆင်ပြေသွားတယ်ဆိုတော့အဓိကတော့ဟိုအများကြီးလောက်ထားတာမှန်ပေမဲ့လေအဲ့ထဲမှာမှဒီ body ပိုင်းဟာမျိုး weight loss လုပ်တဲ့ဟာကိုအရင်ပြောပြရင်ကောင်းပါနော်ဟုတ်တယ်ဟုတ်မျိုးကကြတော့ဒီ weight loss ပိုင်းဆိုရင်တော့ pure မှာ treatment ယူရတစ်နှစ်လောက်ရှိပြီပေါ့နော်ဒီတစ်နှစ်မှာဆိုရင်တော့အဓိကမျိုးလုပ်တဲ့အခုလူတွေလည်းတော်တော်များများမှာရေပန်းစားနေတဲ့ treatment တစ်ခုပေါ့မျိုးလုပ်နေရတော့ဒီ weight loss injection ထိုးတာပေါ့weight loss injection အကြောင်းဒီမျိုးလုပ်တဲ့ treatment အကြောင်းလေးလည်းအရင်ဆုံးဒီအချင်းချင်းလေးပေါ့နော်ပြောပြချင်ပါတယ်ဒီ weight loss injection ကကြတော့ဆရာမတို့ဒီအဓိကတော့ worldwide အသုံးပြုနေတဲ့ဒီ WHO guideline အရလဲ DM လို့ခေါ်တဲ့ type 2 diabetes ပေါ့ဆေးချိုသမားတွေမှာသူက approve လုပ်ထားပြီးသားဆေးတစ်မျိုးဒါပေမဲ့တစ်ခုရှိရတာသူကဘယ်လိုလဲဆိုတော့အခုနောက်ပိုင်းဒီခက်စားလာ weight loss အတွက်ဆိုပြီးတော့လေတကယ် guideline အရလဲထိုးပေးဖို့ပေါ့နော်ခွင့်ပြုလိုက်ပြီဆိုတော့ဒီ weight loss ဘိုင်းမှာလည်းခက်စားလာတယ်ကိုကtype 2 diabetes မှာသုံးပြတဲ့ဆေးတစ်မျိုးကကြတော့သူက insulin resistant ဖြစ်တဲ့လူတွေမှာပဲထိုးတာပေါ့ insulin resistant ဖြစ်တယ်ဆိုတာဆရာမတို့ဗမာလူမျိုးတွေဆိုရင်ဒီထားရဲ့အရာရော lifestyle အရာရော carbohydrate တွေစားများကြတယ်ဒီထမင်းစားပြီးရင်အချိုရည်တောက်အဲ့လိုမျိုးပေါ့နော်နောက်ကကြလက်ဖက်ရည်တောက်အဲ့လိုမျိုးဒီ culture ကအချိုတွေများလာခါကြတော့ဒီတခြားတဲ့ကိုခန္ဓာကိုယ်ထိန်းညှိပေးဖို့အတွက် insulin ကထုတ်ပေးပေမဲ့လည်း resistant ဖြစ်လာတော့ဒီစီးချိုနောက်ဆက်တွဲတွေစီးချိုအပြင်နောက်ဆက်တွဲကြောက်ကက်ထိရာတို့နှလုံးထိရာတို့အဲ့အရာတွေပါဖြစ်လာတာပေါ့အဲ့တော့ဒီဆေးက type 2 diabetes မှာတော့မဖြစ်မနေဆရာမတို့ပေးရဆေးအစကတည်းကဟုတ်ဒါပေမဲ့အခု weight loss အတွက်ကိုထိုးမယ်ဆိုပြီးတော့အခုထိုးတဲ့ခါကျတော့ဒီ sharing လုပ်ပေးချင်တာအဓိကကတော့
weight loss အတွက်ကိုသွားပြီဆိုရင်တော့ဒီဆေးကမျိုးဆိုလဲစပြီးတော့ဒီကိုလာတဲ့အချိန်ကျတော့ဒီမျိုးကဒီ lifestyle အရာကြည့်ရသေးတယ်လေမင်းသမီးကြောက်ဖြစ်တဲ့အတွက်ကြောင့်သူ lifestyle က physically active ဖြစ်နေတယ် physically active ဖြစ်တဲ့အတွက်ကြောင့်ဒီဆေးထိုးမဲ့ခါမှာခံနိုင်ရှိမရှိလူကြတဲ့ကြောက်လည်းမတူတဲ့အတွက်ကြောင့်အဲ့မှာဒီကျမတို့က precaution အနေနဲ့ check up လေးအရင်ဆုံးမျိုးကိုလုပ်ပေးတယ်မျိုးဆိုရင်ဒီလိုအပ်တဲ့ basic test တွေမဟုတ်ဘူးပေါ့နော် full package ပေါ့ဘာဖြစ်လို့လဲဆိုတော့ analyze ယောဂါတွေရှိမရှိလဲဆရာမတို့ကစစ်ဆေးရသေးတယ်လေမျိုးဆိုရင် vertigo လားမသိဘူးအဲ့ဒါဖြစ်နေရအဲ့ vertigo ကကြတော့မျိုးအဲ့လို vertigo ရှိရောအဲ့လိုအေးပြတ်တဲ့အချိန်နဲ့စိတ်ဖိစီးမှုများတဲ့အချိန်နဲ့ပြီး caffeine ပေါ့နော် coffee များများတောက်တဲ့အချိန်နဲ့လက်ဖက်ရည်တို့ coffee တို့အဲ့လိုတောက်တယ်ဆိုလို့ရှိရင်အဲ့လိုတော့မူးရင်လည်းအရင်တော့ဆိုရင်အဲ့လိုဖြစ်သွားပြီဆိုလို့ရှိရင်3လကနေ6လနလန်မထူဘူးပေါ့နော်ဆိုတော့အဲ့ဆေးထိုးရမယ်ဆိုတဲ့အချိန်မှာတော့ဟိုစိတ်ပူတာရှိရဲပေါ့နော်ပြီးတော့ဆရာမတို့ကလည်းအရင် queue site ပေးရဲပေါ့နော်အဓိကကျတော့ဟိုဘယ်လိုပေါ့မျိုးသွားတဲ့အချိန်မှာဟိုကိုပိန်ချင်တာတစ်ခုတည်းကိုပဲ focus ထားလို့မရအောင်စိတ်ငယ်ပြီး cycle ဖောက်ပြီးတော့အဲ့လိုမျိုးလေးအားငယ်ပြီးတော့ queue site ခံနေတဲ့ယောဂဖြစ်သွား